စားကြပါအောင်ချစ်တို့ရေမိုးအေးလေးနဲ့မိမမုတ်တီထောင်ကျွေးတယ်အိုးမိုက်ပြီကောင်းရမိမကတော့ဘာလို့လောက်စားကောင်းလဲဗျာကောင်းတယ်မုတ်တီထောင်ကိုတခါမစားဘူးရှမ်းရထောင်တော့မလားတိမ်မတီထောင်တယ်လို့အဲ့လိုပဲဟာပလာရည်လေးနဲ့ကိုတခါမွေစားပစုံလေးပါလိထက်ပစုံလေးကျမောလေးထက်မိမပါချက်ဘာလို့လောက်စားကောင်းလဲပေါ့တယ်ငါနဲ့လဲကျွန်တော်ဘယ်တော့မှမပြောဘူးကောင်းလောက်လာလို့ရှိရင်အရသာကွက်တိမိုးရွာနေတယ်ပြင်မှာမိုးအေးလေးနဲ့ဆိုရှယ်ကောင်းနေ့စားစင်းသမားတော့ပြန်ပါပြီ4:16 မိနစ်ပြန်ပါပြီပေါ့သူတော့12နာရီတည်းဆင်းတယ်လေ12နာရီတည်းဆင်းတယ်ဆိုတော့4နာရီထိုးပြန်တယ်တနက်ပဲလားဒီနေ့ကတနေ့စားရတယ်ဒီနေ့ပေါ့မနက်7နာရီမနက်9နာရီခွဲလောက်ဆင်းတယ်7နာရီကျော်လောက်7နာရီလောက်ဝင်ဟာလို့စီအုပ်လက်ခုတ်တာစီအောင်လက်ချိုက်စီအောင်လက်ချတယ်2ယောက်ချိုက်တယ်4ယောက်ကောက်တယ်7နာရီခွဲလောက်ဝင်ထမင်းတွေပါတွေစားပြီးတဲမရှိဘူးပြောတယ်တဲမရှိဘူးဆိုတော့ထမင်းစားပြီးခဏတစ်ပြုတ်ထိုင်နားပြီးမိုးမြလားမိုးကရွာပြီးဒီမှာလိုပဲမိုးကရွာတိုက်လိုက်ရွာလိုက်တိုက်လိုက်ရွာလိုက်အဲ့လိုကျွန်တော်တို့မှတော့နေစားလည်းမရှိဘူးဆိုထိုင်စားပဲကောင်းတယ်မတက်ရမစားရတာကန်ကောင်းတယ်လေထိုင်စားပဲမတက်ရမစားရတာတော့ကန်ကောင်းထိုင်စားမလုပ်နေနဲ့တာဘလို့ခေါ်တယ်ကိုင်ရောကာယောရှိတယ်မူရောရှိတယ်ဝဲလာကြက်တာပေါ့ညာလာပြီရှင်နေလဲကိုက်ပြီးတော့တယ်ဘလို့လုံးမပြန်တက်မရဲတမချင်းတလို့မပြန်လေနဲ့မဟုတ်ထိုးတာမထွက်ဘူးညတော့တချန်လောက်ချစ်မယ်ဆိုရင်ချစ်လို့ရတယ်တော့ပါအိမ်နာဘက်ကြီးကသူတို့လောဘထားချစ်တော့ဖုံးခေါ်လာတယ်3နိုင်ထိုးနေပြီဆိုတော့ချစ်လည်းတချန်လောက်ပဲရတော့မယ်ဆိုတော့ဒီနေ့မှပဲအကုန်လုံးချစ်တော့မယ်လေလို့ခက်စောလေးချစ်မယ်မောကကောင်းလေမနက်ကနေပူပြီးတော့မနေ့ကနေပူကောင်းနေရောပဲမနေ့နေတာကဒူးပါဆိုတာမှန်တယ်ဗျနည်းနည်းနေပူခမောက်ယူဆိုတာမနေ့တော့နေတာကောင်းနေရောအဝတ်တွေအဲ့ရတွေပါလေထောက်လန်းပြီးတော့ကိုတော့ခောက်ပြန်လာတော့နော်ကျွန်တော်တော့ခောက်ပြန်လာအိမ်ရောက်မိုးရွာကွက်တိပဲကိုကောင်းနေပဲရွာနေပြီ
ဒါပေမဲ့လည်းလုံးနေပူပြီးတော့ အမောက်ဖောက်ဒီလိုမျိုးလောက်စားရလိမ့်မယ်လို့မထင်ထားဘူး အားရရပြီတော့ ဟော ငပိထားမယ်တုတ်စားလဲဆက်ကောင်းတယ် မိမအရင်တော့ဟိုတယ်မှာစပုံမူဆိုတော့ယောက်ျားနဲ့ဝေးပြီးတော့မနေနိုင်ဘူးယောက်ျားနားမှာလာနေအခုယောက်ျားဆိုပဲဆယ်တွေလောက်ကျွေးနေရှယ်ပဲ ညကြတယ်ခိုင်ကပြင်ငါကခင်တယ် ကျွန်တော်က weight တက်လွယ်မိုးရွာပြီးဆိုတော့တက်သွားမှ5ကီလို6ကီလိုပဲရအခုဆို85လောက်ဖြစ်သွားပြီဒါပေမဲ့အလုံးလောက်ပြီးဆိုတော့ weight ပြန်ကျတယ်ကီလိုပြန်ကျတယ်မိုးကြီးလာပြီဘာမှမကြားတော့တဒါစားကြပါဦးခင်ဗျ